ရှင်အခုတင်ဆက်ပေးမှာကတော့ယောက်ျားလေးများအတွက်မျိုးပွားအင်္ဂါတစ်ခုဖြစ်တဲ့စီးကျိတ်ကိုနေထိုင်ကောင်းမကောင်းကောက်မိသိရှိစီရင်မှာကိုယ်တိုင်ကိုယ်ကြအစဖို့သိမြင်နိုင်မယ်စီးစစ်ချက်များအကြောင်းပါရှေ့တစ်ပိုင်းမှာအမျိုးသားတို့စီးကျိတ်ရဲ့လက္ခဏာဆုံးသိခဲ့ပြီးကြပြီမို့အခုဒီမှာတော့စီးကျိတ်ကလေးကျန်းမာဖို့ရန်ဆေးစစ်ချက်တွေဘယ်အချိန်ဆိုလုပ်တင်တယ်လဲကို့အနေနဲ့စီးကျိတ်ဆေးစစ်ပြီးဆိုရင်ဘယ်လိုဘယ်ပုံခံစားရနိုင်လဲဒီလိုဆေးစစ်ရာကနေကို့အတွက်ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲဒါလေးတွေနားလည်ရလဲကိုပြောပြတော့မှာပဲဖြစ်ပါတယ်စီးကျိတ်မှာပြဿနာရှိကြောင်းသိနိုင်မယ့်လက္ခဏာများကိုတွင်းတွေကမျိုးပွားအင်္ဂါတစ်ခုဖြစ်တဲ့စီးကျိတ်ထိမ့်သိမ်းဆောက်ချောင်းခြင်းနဲ့စတင်ကြရအောင်ပါဒါဖြင့်စီးကျိတ်မှာပြဿနာရှိနေကြောင်းသိနိုင်မယ့်လက္ခဏာတွေကိုကြည့်ရပုံမှာတော့ဒီမျိုးသားတစ်ယောက်မှာစီးချုပ်တယ်စီးသွားရခက်နေတယ်စီးသွားလို့မရဘူးစီးသွားတဲ့အခါမှာထွက်ချင်တယ်လို့မထွက်ချင်တယ်လို့အချိန်ယူရတယ်ကြာနေတာမျိုးဖြစ်တယ်ပေါ့ညရောက်ချိန်မှာစီးသွားရတဲ့အချိန်အရေးအတွက်ခဏဖြစ်လွန်လာမှုလို့အေးရေးပြညတွေများနေတယ်ဒီလိုလက္ခဏာတို့တွေ့ရတာဖြစ်ပါတယ်ပြောခဲ့ပြီးရဲ့လက္ခဏာများတဲ့နည်းနည်းပိုပြီးအခြေအနေဆိုးမဲ့ကာလစီဆက်လို့ကူးတန်းတာမျိုးကြုံတွေ့ပြီလို့ပြောနိုင်တာကတော့စီးသွားရင်နဲ့စီးနဲ့အတူတူသွေးစာတွေရောပါလာခြင်းကိုတွေ့ရတဲ့အခြေအနေမျိုးပါစီးကျိတ်မှာပြဿနာတစုံတရာရှိပြီးမို့နောက်ထပ်ထောက်ပြနိုင်မယ့်အကြောင်းကတော့ erectile dysfunction ED လို့ခေါ်ပါမယ်ပေါ့နော်ဒါအမျိုးသမီးနဲ့အတူတူနေချိန်မှာလိန်တန်ထောင်မဲ့နိုင်စွာအားလျော့နေတယ်ပေါ့အမျိုးသမီးနဲ့အတူတူနေခြင်းမှာအနှောက်အယှက်ဖြစ်တဲ့ဒီသဘောဖြစ်ပါတယ်နောက်တစ်ချက်ကတော့စီးကျိတ်ပြဿနာရှိကြောင်းရင်လို့ကိုယ်ခန္ဓာနာကျင်မှုနဲ့တွဲဆက်လို့တွေ့နိုင်မယ်လက္ခဏာဖြစ်ပါတယ်ဆိုရင်ဒီအမျိုးသားရဲ့နောက်ကျောနဲ့တင်မာတစ်ဝိုက်မှာမကြာနာကျင်ခြင်းဝေဒနာကိုခံစားရတတ်ပါတယ်ဒီနာကျင်တာတစ်မျိုးတည်းနဲ့တော့စီးကျိတ်မကောင်းဘူးလို့အတည်ပြုလို့ရတာမဟုတ်ပေမဲ့ထဲ့တွေ့ရမယ့်အထင်မှာပါတယ်လို့ဆိုပါစို့နော်ဒီလိုမျိုး sign and symptoms မျိုးကြုံတွေ့လာရတဲ့အမျိုးသားကသူ့ရဲ့စီးကျိတ်ကိုစစ်ဆေးမှုလုပ်တင်ကြောင်းသတိထားရပါပြီအသက်အရွယ်ရကြည့်မယ်ဆိုရင်များသောအားဖြင့်အသက်50ကျော်ပြီးနောက်ပိုင်းအမျိုးသားတွေမှာအသက်ငယ်တုန်းအရွယ်ကနေနှိုင်းစာလို့ရာဂိုင်နှုန်းအရပြောကြမယ်ဆိုရင်တော့စီးကျိတ်ကြီးထွားခြင်း benign prostatic hyperplasia လို့ခေါ်တဲ့ BPH ဝေဒနာဖြစ်တတ်ခြင်းရာဂိုင်နှုန်းပိုများတတ်ပါတယ်ဒီလိုအသက်အရွယ်ရောက်သူလူတိုင်းဖြစ်မယ်လို့တစ်ထစ်ချပြောလို့မရသည့်တိုင်အောင်ရာဂိုင်နှုန်းအဖြစ်ဖြစ်ပွားခြင်းများတာကိုတော့မငြင်းနိုင်ပါဘူးဒါလည်းလွန်ဆန်လို့မရတဲ့သဘာဝတရားကိုပဲလက်ညှိုးထိုးရတော့မှာပါဒါပေမဲ့ဒီထက်နောက်တစ်ဆင့်အခြေအနေတစ်ခုဖြစ်တဲ့စီးကျိတ်ကင်ဆာ prostate cancer ဖြစ်ပွားခြင်းအဆင့်ထိရောက်လာမှာမျိုးကိုအနေနဲ့ဖိတ်ခေါ်ရမရောက်ဖို့ကာကွယ်လို့ရပါတယ်နော်စီးကျိတ်ကလေးအတွက်ကာကွယ်ရမှာသူ့အကြောင်းသိရဖို့ပုံမှန်ဆေးစစ်ခြင်းနဲ့အခြေအနေအထားကောက်မိသိရှိနေမယ်အာဟာရပြည့်ပြည့်ဝဝစားတောက်တာနဲ့ထိန်းညှိမယ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခံလုပ်ပေးခြင်းနဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝ lifestyle မှာထောက်ကူပေးထားတင်ပါတယ်ဒါပြင်ကိုအတွင်းထဲကစီးကျိတ်ကလေးရဲ့အခြေအနေမှန်ကိုခြေရလက်ရမပြတ်သိရလျောက်အရေးကြီးအခန်းကဏ္ဍတစ်ခုဖြစ်တဲ့စီးကျိတ်ကောင်းမကောင်းကောက်ချက်ဆွဲနိုင်သောဆေးစစ်ခြင်းကိုကိုယ်တိုင်လည်းသိထားတင်ပါပြီနော်ဒီတော့စီးကျိတ်ကလေးကျန်းမာရေးမှာအကာအရန်တိုင်းချနိုင်ဖို့ကိုအနေနဲ့ very ဘလို့လုပ်ထားပြီးလို့ရမလဲဆက်လို့ပြောကြရအောင်ပါယောက်ျားလေးတို့အတွက်စီးကျိတ်စစ်ဆေးမယ်ကြိုတင်ကာကွယ်ခြင်းဟာနောက်ကျမှမဖြစ်တင်တာမဖြစ်ရမှာတွေကိုရန်တားဖယ်ရှားခြင်းမိပါတယ်နော်ယောက်ျားလေးတို့ကိုယ်ခန္ဓာအတွက်ဆေးစစ်ခြင်းတစ်ခုဖြစ်တဲ့ prostate exam မျိုးသားများအတွက်စီးကျိတ်စမ်းသပ်စစ်ဆေးခြင်းလို့မြန်မာလိုခေါ်လိုက်ပါမယ်အထူးအားဖြင့်ဒီအမျိုးသားတစ်ယောက်ရဲ့စီးကျိတ်မှာပြဿနာတစ်ခုခုရှိနေလားဒီလိုကနေတန်တရားဝင်ပွဲကနေစီးကျိတ်ကင်ဆာအခြေအနေထိဖြစ်နိုင်ခြင်းများနေသလားဖြစ်နိုင်မလားဆိုတာကိုစောစီးသိရှိဖို့အတွက်ဆေးစစ်ချက်လုပ်ပေးရတာပဲဖြစ်ပါတယ်ဆိုရင်စီးကျိတ်အခြေအနေဘယ်လိုလဲသိနိုင်ဖို့ရမှာစစ်ဆေးနည်း၃မျိုးရှိပါတယ်နော်ဒါတွေကိုနာမည်အနေနဲ့နံပါတ်1 digital rectal exam DRE လို့ခေါ်တဲ့အမျိုးသားရဲ့စီးကျိတ်ကိုကျွမ်းကျင်ပညာရှင်ကကင်ထိသိရှိပြီးစစ်ဆေးတယ်နံပါတ်2 prostate specific antigen blood test လို့ခေါ်တဲ့သွေးထဲကနေတိုင်းတာလို့ရတဲ့ PSA ဓာတ်ကိုစစ်ဆေးတယ်နံပါတ်3 biopsy စီးကျိတ်ကနေအသားစားယူလို့စစ်ဆေးတယ်စသဖြင့်ခေါ်ပါမယ်ဒီ၃ချက်မှာတစ်ခုစီရဲ့ဆေးစစ်ချက်လုပ်ရပုံနီးနာလေးတွေကိုကိုယ့်အနေနဲ့ရင်းနှီးတိုးထီသိမိနေဖို့အတွက်နောက်ပိုင်းမှာဆက်လက်တင်ဆက်သွားပါမယ်ပ
ထမဆုံးစီးကျိတ်စစ်ဆေးနည်းတစ်ခုကို Digital Rectal Exam DRE လို့ခေါ်ပါမယ်နော်ပြင်ပကလူကိုကြည့်ရုံနဲ့မသိနိုင်တဲ့ကိုယ်ခန္ဓာအတွင်းပိုင်းမှာတည်ရှိတဲ့စီးကျိတ်ကိုစစ်ဆေးလုပ်တာဆိုတော့စီးကျိတ်တည်ရှိတဲ့နီးစပ်ရာအနီးကပ်ဆုံးကိုယ်ခန္ဓာအောက်ပိုင်းနေရာကိုစမ်းသပ်ကြည့်ရှုမှာဖြစ်ပါတယ်ဆိုရင်ကိုသွားရောက်ပြသမဲ့ဌာနကစီးပညာရှင်ကစီးကျိတ်ကလေးပုံမှန်အနေထားရှိမရှိအတီးပြုတ်ဖို့ရန်စီးကျိတ်နဲ့အနီးဆုံးနေရာကိုစမ်းသပ်ခံမဲ့သူရဲ့ကိုယ်ခန္ဓာအပြင်ကနေစမ်းမိသိရှိဖို့ထိမိကင်တွေကြည့်ရတာပေါ့နော်စမ်းသပ်မှုအတွက်အရင်ဆုံးစမလုပ်ခင်မှာဆေးပညာရှင်ဆရာဝန်ကလက်ရှင်းမှုရှိနေစီကိုဦးစားပေးဖြစ်တာမို့လက်အိတ်စွပ်ပါတယ်စမ်းသပ်မဲ့စီးကျိတ်ရှိတဲ့နေရာကိုလွယ်ရောက်စီဖို့ရှော့ရှော့ရှူရှူဖြစ်ဖို့စမ်းသပ်ခံရသူမှာခံရခက်နာကျင်တာမခံစားရစီဖို့ဒီလက်အိတ်မှာအစီတစ်မျိုးတုံလိမ်ပေးထားပါတယ်ပြီးတော့စစ်ဆေးခံမဲ့အမျိုးသားရဲ့စီးကျိတ်လေးနဲ့အနီးဆုံးနေရာဖြစ်တဲ့ rectum ဆိုအိုဝနေရာတွေကိုလက်ထည့်ပြီးစမ်းသပ်စစ်ဆေးတာဖြစ်ပါတယ်ဒီအခါဆေးပညာရှင်ကစီးကျိတ်ကိုစမ်းသပ်ထိမိမယ်စီးကျိတ်ရဲ့အရွယ်အစားပုံမှန်အနေထားပဲလားကြီးနေတာလားသေးနေတာလားဒါကိုကောက်ချက်ချမယ်သဘောပေါ့နော်ဖူအထက်အပြည့်ပြည့်မှုရှိမရှိသိနိုင်ပါမယ်မာတဲ့နေရာအဖူအကျိတ်နေရာတွေကင်ထိသိမိခဲ့လို့ရှိရင်တော့အဖူအကျိတ်တွေတွေ့တာမို့ကင်ဆာဖြစ်နိုင်ခြေရှိရလို့တော့တစ်ထစ်ချဆုံးဖြတ်ရတာမျိုးမဟုတ်ဘဲနဲ့တန်တရားဝင်အခြေအနေအဖြစ်ယူဆတတ်မယ်ပေါ့ဒါပေမဲ့စီးကျိတ်ဝေဒနာဖြစ်တာလို့တစ်ထစ်ချဆုံးဖြတ်ဖို့အတွက်ကတော့ဒီ Digital Rectal Exam DRE စမ်းသပ်မှုတစ်မျိုးတည်းနဲ့မဟုတ်ဘဲနဲ့နောက်ထပ်စစ်ဆေးချက်တွေနဲ့တိုက်ဆိုင်ကြည့်အောင်ပါစမ်းသပ်ချက်လုပ်ပေးတဲ့အချိန်ကတော့စုစုပေါင်းနေတဲ့စက္ကန့်30လောက်ပဲကြာတာမို့တိတ်တော့မကြဘူးလို့ပြောရပါမယ်နော်ဒီလိုစီးကျိတ်စစ်ဆေးခြင်းလုပ်နေချိန်မှာဆိုအိုဝနေရာကစမ်းသပ်စစ်ဆေးတာဖြစ်တော့နာနေမလားစိတ်ရှုပ်ရလားမေးခဲ့ရင်ကိုခန္ဓာအတွင်းတွေကိုစမ်းသပ်ရတာဆိုတော့နည်းနည်းမခံနိုင်တယ်လို့ခံရခက်တယ်လို့ကတိကအောက်ခံစားချက်မျိုးတော့ရတတ်ပါတယ်။ဒါပေမဲ့ကိုယ့်အတွက်အန္တရာယ်မရှိပဲနာကျင်မှုနည်းပါတယ်လို့ဖြေလိုက်ပါရစေ။ဒုတိယစီးကျိတ်စစ်ဆေးနည်းတစ်ခုကိုသွေးဖောက်လို့စစ်ဆေးရပါတယ်။ဒါကိုနာမည်နေတော့ PSA blood test အရှိကောက်က prostate specific antigen ကိုစစ်ဆေးခြင်းလို့ခေါ်ပါတယ်။စီးကျိတ်အတွက် PSA test စမ်းသပ်စစ်ဆေးခြင်းဆိုတာဘယ်လိုမျိုးလဲပေါ့ဒီမေးခွန်းလေးကိုအရင်ဆုံးအဖြေရှာကြည့်ကြပါမယ် PSA ဆိုတဲ့စာလုံးနဲ့ပဲရင်းစားရအောင်ပါသူ့ကိုစာလုံးအရှိန်နဲ့လို့ပြောရင် prostate specific antigen လို့ခေါ်ပါတယ်တဲ့စီးကျိတ်အကြောင်းကောက်မိသိရှိဖို့ပြောပြပေးနိုင်တော့တို့ရဲ့သွေးထဲမှာရှိတဲ့ protein enzyme အမျိုးအစားတက်တယ်လို့ဆိုပါတော့နော် PSA prostate specific antigen စစ်ဆေးဖို့တွားရင်ကိုယ့်အနေနဲ့ပြင်ဆင်ရတာရှိမလားလို့တွေးရပါပြီဒီတော့စစ်ဆေးဖို့သွားမဲ့နေ့မနက်ပိုင်းမှာဆေးစစ်ချက်မလုပ်ခင်ပုံမှန်မနက်ခင်းသွားနေကြအတိုင်းစီးသွားခဲ့ရင်ပဲရပါပြီဘာမှအထူးထွေမဟုတ်ပါဘူးဒီလိုသွားရောက်စစ်ဆေးလုပ်ရတာကိုစိတ်အေးထားပြီးပဲသွားရောက်နိုင်ပါတယ်ဒါကကိုယ့်ရဲ့စီးကျိတ်ကျမကြီးကိုကဲတင်ကူညီတတ်တဲ့ဆေးစစ်ချက်တစ်ခုဖြစ်လို့ပါပဲเนาะဘယ်အချိန်မှာ PSA test လုပ်တင်လဲPSA test ဆေးစစ်ချက်လုပ်တဲ့အချိန်တွေကတော့အသက်အရွယ်အနေနဲ့ဒီအမျိုးသားတစ်ယောက်ကအသက်50ပြည့်ပြီးသူစီးကျိတ်ကလေးနေထိုင်ကောင်းမကောင်းပြောပြပေးမယ် PSA test ခံမှန်းစစ်ဆေးမှုလုပ်ဆောင်မှုလိုအပ်တဲ့အချိန်ဖြစ်ပြီလို့ပြောနိုင်ပါတယ်နောက်တစ်ခုကကိုယ့်ရဲ့မိသားစုဆွေမျိုးသားချင်းတွေအထက်မှာစီးကျိတ် cancer prostate cancer ဖြစ်ပွားမှုကဲ့သို့ရှိရဆိုရင်လုံးဝမဖြစ်ပွားသူမျိုးရိုးနဲ့နှိုင်းဆိုင်ဖြစ်ပွားမယ်ရှာခိုင်နှုန်းပိုတက်တာမို့လို့လုံးဝအစိုးရိမ်ဖြစ်ရတာမျိုးမဟုတ်ပေမဲ့လေအသက်50မတိုင်ခင်အသက်40နဲ့45နှစ်ဝန်းကျင်မှာစပြီးစစ်ဆေးတာမျိုးလုပ်တင်ပြီလို့ပြောနိုင်ပါတယ်မျိုးရိုးရှိခဲ့ရင်နည်းနည်းပိုစောလို့ဆေးစစ်ပါပေါ့နော်ပြီးတော့ကိုယ်ခန္ဓာကနေစီးသွားရခက်ခဲနေတယ်သွားတဲ့စီမှာပုံမှန်အယောင်အဝါနုရောင်ခက်ဖြစ်မဟုတ်ဘဲနဲ့နိုးနဲ့ရောင်စီခက်ပြစ်ကိုတွေ့နေရတယ်။စီးသွားတဲ့အခါစီးရဲမှာစီးအနက်အပြည့်အမိုးနီးယားအနက်ရတတ်တယ်ဆိုပေမဲ့လို့အနက်အသက်ဆူဆူကြီးမခံမရက်နိုင်လောက်အောင်အထိနန်နေတာမျိုးပေါ့နော်ဒီလိုအကြောင်းများကိုတွေ့ရပြီဆိုရင်လည်းပဲစီးကျိတ်ကလေးအတွက် PSA test ဆေးစစ်ချက်လုပ်တဲ့အချိန်ရောက်ပြီပြောရပါမယ်။နောက်ဆုံးတစ်ခုကစီးသွားတဲ့အခါစီးအထွက်နေနေရယ်စီးသွားခြင်းနေရယ်ပဲမလို့စီးအထွက်နေသလိုကိုကခံစားနေရတယ်စီးထွက်ရအားနေတာတွေဖြစ်လာတဲ့အချိန်မျိုးမှာလေဒီတန်တရားကိုရှင်းရှင်းလင်းလင်းသိနိုင်မှုအတွက် PSA test ဆေးစစ်ချက်လုပ်ရနိုင်တာပဲဖြစ်ပါတယ်။စီးကျိတ်အတွက် PSA test စစ်ဆေးလိုက်ရင်ဘာတွေသိရမလဲ။
ကိုတွင်းတွေကလေပတ်သွားလာနေပြီးသွေးထဲမှာရှိနေတဲ့ PSA prostate specific antigen များနေမလားနည်းနေမလားပုံမှန်ပဲလားသိဖို့ဆိုဒီအမျိုးသားတစ်ယောက်ရဲ့လက်ဖြံသွေးပြန်ကြောကသွေးဖောက်လို့သွေးနမူနာပေးရပါတယ်ပြီးရင်ဒီသွေးနမူနာထဲမှာပါဝင်လာမဲ့ PSA ပမာဏကိုအတိအကျသိနိုင်မှုရဲ့ဆေးစစ်ချက်ထုတ်ပြန်ပြီးမဲ့ဓာတ်ခွဲနည်းစနစ်နဲ့တိုင်းတာစစ်ဆေးပေးတာပေါ့နော် PSA test စစ်ဆေးရတဲ့အဓိကအကြောင်းချက်တွေကိုထောက်ပြရရင်တော့နံပါတ်1အချက်က prostate cancer ဆီးချိတ် cancer ရှိမရှိသိဖို့ရန်နံပါတ်2အချက်မှာတော့ benign prostatic hypoplasia BPH လို့ခေါ်တဲ့ဆီးချိတ်ကလေးပုံမှန်ထက်ကြီးထွားခြင်းအခြေအနေရှိမရှိသိနိုင်မှုရန်ဖြစ်ပါတယ်နံပါတ်3အချက်မှာတော့ prostatitis လို့ခေါ်တဲ့ဆီးချိတ်အင်္ဂါရောင်ရမ်းခြင်းဖြစ်မဖြစ်သိဖို့ရန်မှာနံပါတ်4အချက်မှာတော့ဆီးချိတ်အင်္ဂါခွဲစိတ်ပြီးတဲ့နောက်ပိုင်းအချိန်သွေးထဲမှာ PSA level များနေလားကျန်ရှိနေလားဒါကိုကြည့်ဖို့အတွက်ပဲဖြစ်ပါတယ်ဆိုရင်ကို PSA test စစ်ဆေးရေးဝင်ပြီးပြီဆိုရင်အဖြေရလာပြီဆိုပါတော့ဒီ PSA enzyme မြင့်နေတာနည်းနေတာစတဲ့အကြောင်းအချက်တွေကကိုယ့်ရဲ့ဆီးချိတ်အတွက်စိုးရိမ်ရာကြောက်ရတဲ့အခြေအနေလားကြည့်ကြရပါတော့မယ်ဆီးချိတ်အတွက် PSA level ဘယ်အကြောင်းတွေကြောင့်မြင့်တက်တာလဲဆီးချိတ်အတွက်ဆေးစစ်ချက်လုပ်ပြီးတဲ့အခါဒီအမျိုးသားတစ်ယောက်ရဲ့ PSA ဆေးစစ်ချက်အဖြေရလာပါပြီဒီမှာအဖြေရလက်ကိုဖတ်ရှုလို့ဆီးချိတ်ရဲ့အနေအထားဘယ်လိုလေးရှိမလဲဆိုတာကောက်ချက်ဆွဲသိနိုင်ပြီပေါ့နော်ဒီအခါမှာအဖြေရလက်ကိုဖတ်ရှုပါတော့မယ်အဖြေဖတ်ရှုတဲ့အခါကိုယ့်ရဲ့ဆေးပညာရှင်ကဆွေးနွေးလို့ပြောပြပေးမှာပါဖတ်တတ်တာမဖတ်တတ်တာအရင်စုရင်မှုတော့လည်းမလိုပါဘူးအဖြေအကြောင်းကိုနည်းနည်းကိုယ်တိုင်သိထားတာလေးရှိမယ်ဆိုရင်တော့ရှင်းရှင်းလင်းလင်းသိနေမယ်အကယ်၍မရှင်းလင်းတာရှိရင်ပြန်လို့မေးမြန်းနိုင်မယ်ဘာလို့ဆိုကိုယ်ခန္ဓာကိုယ်အကြောင်းသိထားတော့မြင်သာနေတာမို့အဖြေအကြောင်းနားဆင်ကြည့်ထားတာကာဗာဖြစ်တယ်လို့ဆိုကြပါတော့နော်ဆိုရင်အဖြေအကြောင်းစလိုက်ကြရအောင်ပါဒီတော့ PSA level မြင့်နေပြီလို့ဆေးစစ်ချက်အဖြေမှာပြနေရဆိုရင်ထောက်ပြနိုင်တဲ့တစ်ချက်ကဒီအမျိုးသားဒီဆီးချိတ်ကင်ဆာဖြစ်နိုင်တဲ့အလားအလာရှိတယ်လို့ပြောနိုင်ပါတယ်နော်ဒါပေမဲ့တချို့အခြေအနေတွေပါ BPH လို့ခေါ်တဲ့ဆီးချိတ်ကြီးထွားခြင်းယောဂဝေဒနာကြောင့်လည်း PSA level မြင့်တက်တာမျိုးရှိတတ်ပါတယ်ဆိုလိုတာကလုံးဝတစ်ထစ်ချမဟုတ်ဘူးဒီလိုပြောတာပါနောက်တစ်ခုက prostatitis လို့ခေါ်တဲ့ဆီးချိတ်ရောင်ရမ်းခြင်းဖြစ်စဉ်မှာဆိုရင်လည်းပဲ PSA စစ်ဆေးခြင်း level မြင့်တက်တာကိုတွေ့ရနိုင်ပါတယ်နောက်ထပ်တစ်ချက်ကဆေးစစ်ချက်မလုပ်ခင်မကြသေးမီကာလမှာ ejaculation လို့ခေါ်တဲ့တုံးလွတ်ခြင်းရှိခဲ့ရဆိုရင်လည်း PSA level မြင့်တာကိုတွေ့ရနိုင်ပါတယ်တချို့တော့ PSA level မြင့်တက်နိုင်တဲ့အခြေအနေတစ်ခုကတော့ကိုယ်စီမှာဒီ protein enzyme နဲ့ပတ်သက်တဲ့ဆေးဝါးတစ်ခုခုအသုံးပြုခြင်းမျိုးရှိခဲ့မယ်ဆိုရင်လည်းပဲ PSA စစ်ဆေးတဲ့အခါမှာ level မြင့်နေကြောင်းအဖြေရလဒ်ကိုရရှိတတ်ပါတယ်ဒီတော့အဖြေရလဒ်ကနေ PSA level မြင့်တက်နေခြင်းတွေကအခြေအနေမတူဘူးလို့သိရပါပြီ PSA test ဟာ prostate cancer ကိုစောစီးစွာသိရှိအကဲဖြတ်နိုင်တယ်လို့ဆိုပေမဲ့လည်းတခြားသောအကြောင်းများကြောင့်လည်း PSA level မြင့်တက်တာရှိတတ်တယ်လို့တွဲဖက်ပြောနိုင်တာပေါ့နော်ဒါကြောင့် PSA level အဖြေရလဒ်တစ်ခုရဲ့နဲ့ဆီးချိတ်ထိခိုက်နေကြောင်းဝေဒနာခံစားနေရပါပြီလို့လုံးဝတစ်ထစ်ချသေးစားပါကြောင်းသက်သေပြဖို့အတွက်မှာတော့ကိုယ့်ရဲ့ပြသနေတဲ့ဆေးပညာရှင်ဆရာဝန်ရဲ့အကြံပြုချက်အတိုင်းတခြားသောစမ်းသပ်မှုတွေနဲ့ရှင်တွဲလျက်ဆေးစစ်ချက်လှုပ်ဆောင်ရတာကိုထပ်မံလိုအပ်တာဖြစ်ပါတယ်။ဥပမာဆီးချိတ်ဝေဒနာဖြစ်ပါပြီလို့ပိုင်းဖြတ်ဖို့ကိုဒီသူတယောက်ရဲ့ကိုယ်ပြင်ပကခံစားသိရှိတဲ့ဝေဒနာ PSA test ဆေးစစ်ချက်နဲ့အတူ MRI ရိုက်ယူခြင်းနဲ့တွဲဖက်စစ်ဆေးခြင်းလုပ်ပြီးညှိယူပိုင်းဖြတ်ရတာမျိုးပါဒါမှသာလျှင်ဆီးချိတ်က safe ဖြစ်သလားကိုယ့်အတွက်စိတ်ချရရဲ့လား PSA prostate specific antigen စစ်ဆေးခြင်းနဲ့အတူတူရှင်တွဲပြီးအကဲဖမ်းနိုင်မှာဖြစ်ပါတယ်။သို့မှသာလျှင်ဆီးချိတ်ကုသဖို့လိုအပ်နေခြင်းဖြစ်ပြီးဒါမှမဟုတ်မလိုအပ်တဲ့အချိန်ဖြစ်တယ်ဆိုတာကိုကုသရေးပေးမဲ့ဆေးပညာရှင်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်ချပေးမှာပဲဖြစ်ပါတယ်။ဒီမှာတော့ဆီးချိတ်အတွက်စစ်ဆေးရတဲ့ PSA test အကြောင်းကိုသိပြီးကြပြီမို့ဆီးချိတ်ကလေးအတွက်နောက်ထပ်တစ်ဆင့်ဖြစ်တဲ့အဆင့်မြင့်စစ်ဆေးခြင်းနည်းစနစ်တစ်ခုကိုဆက်ပြီးပြောကြရအောင်ပါprostate biopsy ဆီးချိတ်အတွက်အသားစစစ်ဆေးမယ် prostate biopsy ကိုဆီးချိတ်စီက tissue အသားစနည်းနည်းယူလို့ဆေးစစ်တဲ့ဆီးချိတ်အသားစပြီးပြီးဝေဒနာအကြောင်းသိနိုင်မှုစစ်ကြောအကဲဖြတ်တဲ့နည်းလမ်းနဲ့ဖော်ထုတ်စေတယ်လို့ဆိုပါတယ်နော်ဆီးချိတ်အသားစစစ်ဆေးတာကိုဘယ်အချိန်စလုပ်မလဲ
ဒါဘာရည်ရွယ်ချက်အတွက်စစ်ဆေးတာလဲလို့ပြောကြမယ်ဆိုရင်တော့ဒီအမျိုးသားတယောက်ရဲ့ကိုတွင်းတိုင်းနေရစီးစိတ်နေရမှာအကြောင်းတစ်စုံတစ်ခုကြောင့်ရောင်ရမ်းခြင်းဝေဒနာဖြစ်နေတာလားဒီနေ့အဖြစ်စီးစိတ်ဟာငကိုရှိတဲ့အရွယ်ထက်ကြီးနေတာလားဆိုပါစို့နော်ဒါကိုသိရှိဖို့အတွက်ကိုရဲကဆဲတွေပုံမှန်ရှိနေရကနေပြောင်းလဲပွားများခြင်းဖြစ်နေမလားရဲ့လို့ထောက်လဲရင်ဝင်တယ်လို့ပြောလိုက်ပါမယ်ပြီးတော့အပေါ်တစ်ပိုင်းမှာတို့တွေပြောခဲ့ကြတဲ့ PSA prostate specific antigen test ကိုသွေးစစ်ဆေးစမ်းသပ်ရာကနေရလာတဲ့အဖြေကြောင့်မလို့ဒီအမျိုးသားတို့မှာ PSA test result ကမြင့်နေလို့သတ်မှတ်ပြီးပြီဆိုရင်ဒီအခြေအနေကနေနောက်တစ်ဆင့်တက်လို့ဖြစ်လာနိုင်ခြင်းရှိတဲ့စီးစိတ်အတွင်းတနေရာမှာ cell တွေပွားများနေထိုင်ရာ cancer ဝေဒနာအထူးဆက်လက်ဖြစ်ပွားနိုင်ခြင်းတေကြပြီလားမတေကြဘူးလားစတဲ့ကောက်ချက်ကိုအတည်ပြုဖို့အတွက်ဆက်လို့စစ်စစ်ချက်ယူပြီးရတာပေါ့နော်ဒါအပြင်နောက်တစ်ခုက digital rectal exam DRE ဒါလည်းအပေါ်ပိုင်းမှာသူ့အကြောင်းတင်ဆက်ခဲ့ပြီးပြီเนาะအဲ့ DRE လုပ်စဉ်အခါမှာကိုယ့်ရဲ့ပြသနေတဲ့စီးပညာရှင်ကစီးကျိတ်ကိုစမ်းသပ်ချက်လုပ်တုံးမှာဒီမျိုးသားတစ်ယောက်ရဲ့စီးကျိတ်မှာအဖုအနာအကျိတ်လို့တခုခုရှိတယ်လို့တွေးထိသိမိလို့သဲလွန်စာကောက်မိပြီဆိုရင်အဖုအကျိတ်ခက်သေးသေးဖြစ်တာနဲ့ခက်မြန်မြန်ကုသမှုထိထိမိမိဖြစ်ရအောင်လို့နောက်တစ်ဆင့်စမ်းသပ်စစ်ဆေးမှုတွေဖြစ်တဲ့ prostate biopsy ဆက်လက်ဖော်ထုတ်ပြီးဈေးစစ်ချက်ဝင်ရတာပေါ့နော်ဒါကြောင့်ရိုးရိုးရှင်းရှင်းပြောရရင်တော့စီးကျိတ်တွေကအသားအစခက်သေးသေးအရွယ်အစားအစိတ်ပိုင်းကလေးခက်သေးသေးကိုဒီအမျိုးသားတယောက်ထိခိုက်နာကျင်မှုမရှိစေဘဲနဲ့ဂယုတစိုက်ရယူလိုက်မယ်စမ်းသပ်စစ်ဆေးလိုက်မယ်ဆိုရင်ဒီယောက်ျားကလေးတယောက်ရဲ့စီးကျိတ်ကျန်းမာရေးအခြေအနေကို trace လိုက်နိုင်ပြီးခြေရာကောက်နိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်ခြုံပြောကြမယ်ဆိုရင်တော့စီးကျိတ်အသားစားယူစမ်းသပ်စစ်ဆေးခြင်းက prostate ထဲမှာပြဿနာရှိမရှိတိတိကျကျတိတိကျကျကောက်ချက်ချဖို့လိုအပ်လာရင်လှုံ့ဆော်ပေးရတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။စီးကျိတ်အသားစားယူတဲ့အခါကိုယ့်အနေနဲ့ဘယ်လိုခံစားရမလဲ။ကိုယ်ရဲကအသားစားပေးလိုက်ရတယ်လို့ပြောတော့လေအရန်လည်းလက်မသွားပါနဲ့။တကယ်ကစီးကျိတ်ကကိုခန္ဓာရဲ့အောက်ဘက်ပိုင်းအပြင်ဘက်ကစမ်းသပ်ကြည့်ုံနဲ့မမြင်ရတဲ့အတွင်းနေရာမှာနေထိုင်နေလေနော်ပြီးရင်စီးကျိတ်အရွယ်စားငကိုတွေက walnut size သို့မဟုတ်တမယာသည့်အသေးဆုံးအရွယ်လောက်သာရှိတယ်လို့ဆိုခဲ့ပြီးမြဲမျိုးဆက်ပွားရမှာလည်းအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ဆောင်ရွက်ပေးနေတာပါဒီတော့ဆေးစစ်ရမှာမှန်ကန်တဲ့အဖြေရလက်ရနိုင်မှုတန်တရားဖြစ်ပွဲကောင်းတဲ့နေရာမှန်ကအသားအစထုတ်ယူနိုင်မှုရည်ရွယ်တာဖြစ်တာမို့စီးကျိတ်စီကပေးလိုက်ရတဲ့အသားအစကအသေးတကအသေးဆုံးအရွယ်စားလောက်ပဲရှိပါမယ်နော်ဒါဖြင့်အသားအစယူချိန်မှာကိုကဘာတွေကြုံတွေ့ရနိုင်မလဲဆိုရင်စီးကျိတ်အသားအစထုတ်ယူစစ်ဆေးခြင်းလုပ်ဖို့အတွက်မှာတော့အထူးကျွမ်းကျင်ပြီးသား urologist ဆရာဝန်ကတေးသေးကွေးကွေးဖြစ်တဲ့ပိုးသက်ပြီးသားတန့်စင်တဲ့အက်ကလေးညီတဲ့တစ်ချောင်းအသုံးပြုတာကိုမြင်ရပါမယ်ကိုရဲကအသေးစိတ်မြင်ရဖို့အတွက် ultrasound probe နဲ့ကြည့်ရှုမယ်အထက်တဲ့အခါမှာကိုယ်ကိုမနာကျင်စေဖို့နေရပြုရတက်တာစေရဲ့ဆေးတစ်ခုကိုအသုံးပြုပေးပါတယ်ဒီအတွက်တော့အရင်ပဲစိတ်မပူရပါဘူးပြီးတော့ဒီအထူးပြုအပ်သေးလေးနဲ့စီးကျိတ်ရဲ့အင်္ဂါအတွင်းထဲကဆေးစစ်ချက်လုပ်ဖို့လိုမဲ့အသားအစအစိပ်ပိုင်းနည်းနည်းလေးကိုပဲရယူလိုက်တာပါစီးကျိတ်အသားအစပေးပြီးရဲ့အခါမှာနာကျင်နေမလားအခုကစီးကျိတ်အသားအစယူပြီးရဲ့နောက်ပိုင်းပေါ့နော်ဆိုတော့စီးကျိတ်ကလေးစီကနေ tissue အသားအစယူဖို့ရင်ကိုယ်အတွင်းထဲကိုအပ်ထည့်လိုက်ရတဲ့အခန်းကြောင့်အဲ့ဒီအပ်ထည့်သွင်းတဲ့နေရာမှာနာကျင်မှုနည်းနည်းကျန်နေတတ်ပါတယ်ဒါမှမဟုတ်စီးသွားချိန်မှာအသားအစမယူခင်တော့အခါတိုင်းလိုမဟုတ်ဘဲနဲ့နည်းနည်းကတိကအောက်ဖြစ်ရတာလို့အဆင်မပြေတဲ့ခံစားချက်မျိုးကြံမိခံစားမိနိုင်ပါတယ်ဒါပေမဲ့လည်းအဲ့နောက်ပိုင်းတိတ်မကြခင်မှာပဲအရင်တိုင်းနေသားတကြပဲပြင်ဖြစ်သွားမှာပါနာကျင်တာကလည်းပဲတစ်ပတ်လောက်အတွင်းတဖြည်းဖြည်းပြန်ပြီးသက်သာသွားတတ်ပါတယ်နောက်တစ်ခုခံစားရနိုင်တာကစီးကျိတ်အသားအစပေးပြီးနောက်ပိုင်းမှာအခက်မတင်လို့ကိုစီးသွားတဲ့အခါ2ရက်ကနေ3ရက်လောက်အတွင်းစီးထဲမှာသွေးစနည်းနည်းပါတာကိုတွေ့ရတတ်ပါတယ်စီးကျိတ်ဟာတို့ရဲ့ကိုရင်းအနောက်ဘက်ခြမ်းကက်လျက်ကဝမ်းသွားရနေရဥမကြီးရဲ့လမ်းကြောင်း rectum နဲ့ကက်လျက်ရှိတာမို့လို့စီးကျိတ်အသားအစထုတ်ယူထားတဲ့အချိန်နဲ့ဝမ်းသွားချိန်ဝမ်းထဲမှာခါတိုင်းဝမ်းအယောင်နဲ့စားလို့ရှိရင်ညိုတူတူပိုးလို့ဖြစ်တဲ့အယောင်နဲ့သွေးစနည်းနည်းပါနေတာကိုလည်းတွေ့ရတတ်ပါတယ်ဒါကလည်းရက်နေနေကြလာတာနဲ့ပဲပြန်ပြောက်သွားမှာပါအသားအစပေးလိုက်ရတဲ့လူတိုင်းမှာဒါမျိုးတစ်ထစ်ချဖြစ်ပါတယ်လို့လည်းဆိုတာမျိုးမဟုတ်ဘူးပေါ့နော်လူတိုင်းဖြစ်တာမဟုတ်ပါဘူး
နောက်တစ်ချက်ကကိုရဲကစီးကျိတ်တီရှူအသားအစာပေးရတာဆိုတော့ကိုရဲကိုပြင်ပပစ္စည်းဖြစ်တဲ့အသားအစာယူမဲ့အခက်တီတီဝင်ရောက်တယ်လေနော်ဒီလိုအဝင်လာတော့နောက်ဆက်တွဲဖြစ်တတ်တဲ့ယောဂကူးစက်မှု infection အန္တရာယ်ဖြစ်နိုင်မလားဆိုတာကိုအနေနဲ့စိုးရိမ်စိတ်ပေါ်လို့မေးရပြီပေါ့ဒီအတွက်ယောဂကူးစက်မဲ့ရာဂိုင်နှုန်းကိုအစောရဲကကြိုတင်ကာကွယ်တဲ့အနေနဲ့စီးကျိတ်ရဲ့တစ်ရှူသားစာမယူခင်မှာကိုယ့်ရဲ့ဆေးပညာရှင်ဆရာဝန်ကကာကွယ်ဆေးအဖြစ်နဲ့အန်တီဘိုယိုတစ်ကိုကြိုတင်ပေးထားမှာအပြင်အသားစာယူမဲ့အက်ကိုလည်းပဲတေချာတန့်စင်ပြီးသားကိုပဲအသုံးပြုမှာဖြစ်ပါတယ်။ဒါကြောင့်ယောဂကူးစက်မဲ့အန္တရာယ်မရှိစေအောင်လို့တားဆီးပြီးသားဖြစ်စေပါမယ်။စီးကျိတ်တစ်ရှူအသားစာပြီးပြီးနောက်ဘာတွေဂရုပြုရမလဲ။စီးကျိတ်အသားစာရယူပြီးတဲ့နောက်မှာခုနကပြောခဲ့တဲ့ခန်းစားရတဲ့အခြေအနေတွေကကိုယ့်အသားကိုအက်နဲ့ထိမိတာဆိုတော့နည်းနည်းကတိကအောက်ဖြစ်တယ်လို့ဆိုပေမဲ့ခံရခက်လွန်အရန်ဆိုးဝါးလွန်ခြင်းမဟုတ်တဲ့လက္ခဏာတွေလို့ပြောပြရစီ။ကဲ၍များဒီထက်ပိုများတဲ့နာကျင်ခြင်းလက္ခဏာလိုမျိုးသွေးမတိတ်ခြင်းဆက်လို့ဖြစ်တဲ့စီးကျိတ်ရှိတဲ့နေရာကနေပြီးတော့သွေးအထွက်များနေတယ်လူကဖျားခြင်းတယ်လို့မအီမလဲခံစားလာရပြီးတော့အပူချိန်တိုင်းကြည့်ရဲ့အခါမှာပုံမှန်အပူချိန်37 degree Celsius တဲ့ပိုလို့များနေမယ်ဆိုရင်တော့ချက်ချင်းပဲဆရာဝန်စီပြန်ဆက်သွယ်ဖို့လိုအပ်ပါတယ်ဖြစ်ခဲ့ပြီမယ်လို့ဒီလိုအချိန်အနေအထားကိုအနေနဲ့ကြိုတင်သတိပြုရအောင်လို့ပြောပြတဲ့သဘောပါပဲเนาะအခုဒီမှာစီးကျိတ်စီကတီရှူအသားစာပေးလိုက်ရလို့ကိုယ်စီမှာခံစားရနိုင်တာလေးတွေသိပြီးကြပြီမို့လို့ prostate biopsy ရယူပြီးလို့ရှိရင်ဘယ်လိုနည်းစနစ်တို့နဲ့ယောဂရှာဖွေလုပ်ပြီးတယ်လဲဆိုတဲ့အကြောင်းနောက်တစ်ပိုင်းမှာဆက်လို့တင်ဆက်ပေးပါအောင်မယ်စေသိပ္ပံနည်းစနစ်အကြောင်းလေးတွေပေါ့နော်တိုးတက်လာတဲ့ကျန်းမာတုတနည်းပညာစေသိပ္ပံအနေနဲ့စိတ်ဝင်စားဖွယ်ကောင်းတာမို့လို့ကိုစီကျိတ်အတွက်ဘယ်လိုနည်းလမ်းသုံးလို့စစ်ဆေးပေးတယ်လဲဆက်လို့နားထောင်ကြအောင်စို့စီးကျိတ်အတွက် prostate biopsy ဘယ်နှမျိုးလုပ်လို့ရတာလဲကိုယ်စီကနေ prostate tissue စီးကျိတ်ရဲ့ tissue အသားစာပေးဖို့ကိုဆေးပညာရှင်တို့ကအထူးကနီလန်၃ခုထားလို့ရယူပေးပါတယ်เนาะကိုကတော့အပေးသမားပဲဆိုပါတော့ကိုတွားရောက်ပြသတဲ့နေရာစေကုသဌာနမှာအသုံးပြုတဲ့အထောက်အကူစက်ပစ္စည်းအပေါ်မူတည်ပြီးကိုအတွက်ဘယ်နီလန်တစ်ခုနဲ့အသားစာယူလို့အဆင်ပြေမလဲစေကုသရေးပညာရှင်ကရွေးချယ်ပေးပါတယ်စီးကျိတ်အသားစာပေးလိုက်ဖို့ဒီနီလန်လေးတွေကိုနာမည်အနေနဲ့ပြောပြရမယ်ဆိုရင်တော့ transrectal biopsy transperineal biopsy MRI ultrasound fusion biopsy ဆိုပြီးဒီလိုမျိုး၃ခုခေါ်လိုက်ပါတယ်တကယ်လက်တွေ့မှာဒီနီလန်တစ်ခုချင်းစီအကြောင်းအသားစာရယူပုံကလေးများသိတာကအရေးကြုံလာပြီဆိုကိုယ့်အတွက်ကြိုးရှိစေပါမယ်နော်ကိုယ့်အနေနဲ့ပေးလိုက်ရတဲ့အသားစာကကိုယ့်ရဲ့ယောဂဖွေရှာဖော်ထုတ်ဖို့လိုအပ်ချိန်မှာတိတ်အသုံးဝင်တာမို့လို့အကယ်၍များဝေဒနာခံစားရတာမျိုးရှိခဲ့ရဆိုရင်တော့ကောက်မိသိရှိမြန်လို့အချိန်တိုတိုနဲ့ပဲခံစားရတတ်တာပြောက်ကင်နိုင်ပါပါဒီနီလန်အကြောင်းများကိုကျန်းမာတုတအလို့မှာဆက်လို့ပြောပြပါအောင်မယ်ultrasound အသုံးပြုလို့စီးကျိတ်အသားစာရယူမယ် transrectal ultrasound guided biopsy စီးကျိတ်အသားစာယူဖို့လှုံ့ဆော်ပေးမဲ့စမ်းသပ်စစ်ဆေးမှုထဲကနီလန်တစ်ခုကို transrectal prostate biopsy လို့ခေါ်လိုက်ပါမယ်ဒီစစ်ဆေးမှုက prostate စီးကျိတ်အတွင်းထဲကအသားစာအစိတ်အပိုင်းနည်းနည်းလေးကိုရယူပြီးတော့စစ်ဆေးတဲ့နီလန်ဖြစ်ပါတယ်သူရဲ့နီလန်ကတို့ရဲ့ဝမ်းသွားတဲ့နေရာဥမကြီးရဲ့အနောက်ဘက်ပိုင်း rectum ကနေတဆင့်အတွင်းပိုင်းတွေကိုတိတိကျကျမြင်ရဖို့ ultrasound တိုင်းတဲ့စက်ကိုထည့်သွင်းတယ်ပြီးရင် special needle လို့ခေါ်တဲ့တိတိကွယ်ကွယ်ဓာတ်ခွဲအက်ကလေးနဲ့စီးကျိတ်ရဲ့အသားစာယူဖို့အသုံးပြုတာပါစီးကျိတ်အသားစာယူရဲ့နီလန်၃ခုထဲမှာဆိုရင်ဒီနီလန်ကိုအသုံးအများဆုံးပါပဲတဲ့နော်ဒီမှာထူးခြားတာတစ်ခုက ultrasound အတန်လှိုင်းနဲ့ပုံရိပ်ထုတ်ပြီးတဲ့စက်ပစ္စည်းကိုတွဲဖက်ပြီးအသုံးပြုရဲပေါ့။လမ်းမနဲ့တိုင်းထွာထိတိပြီးစီးကျိတ်အသားစာယူရာနဲ့စားလို့ရှိရင်အဲ့ဒီပုံရိပ်ဖော်ပြီးတဲ့ ultrasound ကိုသုံးမယ်။ ultrasound ကစီးကျိတ်ရဲ့ဒီနေရာအနေထားကိုအတိအကျညွှန်ပြပေးနေတာမို့လို့အသားစာယူရင်စီးကျိတ်ရဲ့ဒီနေရာကနေရယူရဲမနာကျင်ရလေအောင်လို့ဘယ်နေရာမှာစီးနေနေထိုးပေးရမလဲဆိုတာတိကျဆုံးဖြတ်နိုင်တယ်ပေါ့။ဒါမှ special နေရဲ့တည်တံ့ထုတ်ယူထားတဲ့အနဲ့ကိုအတွင်းထဲအထက်တဲ့အခါမှာနာတာကျင်တာခံစားရတာနေလို့ကိုစီးကျိတ် prostate ထဲက tissue အသားစာအစိတ်အပိုင်းကိုလည်းအလွယ်တကူပေးလိုက်လို့ရမှာဖြစ်ပါတယ် transperineal biopsy နီလန်နဲ့စီးကျိတ်အသားစာစစ်ဆေးမယ်စီးကျိတ် prostate တွေကအသားစ sample နည်းနည်းကိုထုတ်ယူပြီးတော့စီးကျိတ်နဲ့ပတ်သက်တဲ့ပြဿနာတစ်စုံတစ်ရာရှိနိုင်မလားဒါမှမဟုတ်စီးကျိတ် cancer ရှိမရှိအတည်ပြုချက်ရဖို့လုပ်ရတဲ့စမ်းသပ်မှုတစ်ခုပါ
ဘယ်လိုလုပ်ကြတာလဲဆိုရင်အရှိရနီလန်းနဲ့နည်းနည်းလေးကွာခြားတယ်ဒီနီလန်းကတော့အရေပြားပေါ်ကဖြတ်သွားတာပါတယ်ဆိုတော့ရှေ့ကနီလန်းလို့ဦးမကြီးရဲ့အနောက်ဘက်ပိုင်း rectal နေရာကနေပြီးမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ရဲ့အောက်ဘက်ပိုင်းအပြင်ဘက်အရေပြားတစ်ဝိုက်ကနေတဆင့်ဒါကို perineum လို့ခေါ်တယ်ပေါ့နော်အဲ့ perineum အရေပြားနေရာအရှိချမ်းနဲ့အနောက်ချမ်းကြားနေရာနေတဆင့်ခံပြီးကိုယ်တွင်းထဲကစီးကျိတ်အသားစခတ်တည်တည်ရှားယူပေးတာပါဒါအတွက်တိကျပြီးနေရာဌာနမှန်ကန်အောင် ultrasound နဲ့တေချာအောင်လိုက်ကြည့်ပြီးမှဒါအသားစာရယူပေးတယ် special နည်းရဲ့အသုံးပြုမဲ့ဒီနည်းလမ်းဖြစ်ပါတယ် transparent ရဲ့နည်းစနစ်ရဲ့ကောင်းတဲ့အကျိုးကျေးဇူးအချက်ကဒီနည်းလမ်းဟာစီးကျိတ်အသားစာယူရမှာတို့ရဲ့ကိုယ်ရဲကို rectum ဆိုအိုဝနေရာကနေတဆင့်ဓာတ်ရိုက်အပ်ထည့်သွင်းရတာမဟုတ်ဘူးဖြစ်တာမို့လို့မတော်လို့ယောဂပိုးဝင် infection ဖြစ်စီရရှာခိုင်းတော့နေပါတယ်အဖူးကျိတ်ဖြစ်ရာဒေသကအမှန်တကယ်လိုအပ်တဲ့အသားစာကိုပူပြီးတိတိကျကျအသားစာဘောက်စီယူပေးနိုင်တယ်ပေါ့နော်အရေပြားအောက်ကနေ special နည်းရဖြတ်သွားတာဖြစ်လို့အသားစာယူပြီးနောက်ပိုင်းမှာလည်းပဲသွေးထက်တာအဖြစ်နေပါတယ်အခက်မသင့်နာကျင်မှုရှိခဲ့ရင်လည်းတောက်ဆေးနဲ့သက်သာအောင်ထိန်းပေးနိုင်ပါတယ်ကိုယ့်ဘက်ကသတိထားဖို့မှာတော့စီးကျိတ်အသားစာယူတာလုပ်ပြီးတဲ့နောက်တစ်ရက်ကနေ2ရက်အတွင်းအနားယူပေးပါမတော်လို့စီးသွားရင်သွေးနည်းနည်းပါလာတာတွေ့ရနိုင်ပြီမဲ့အရင်ဆိုရင်ရတဲ့အခြေအနေမျိုးမဟုတ်ဘူးပေါ့နော်2ရက်3ရက်နေရင်ပုံမှန်အတိုင်းနေတာတစားပြန်ဖြစ်ပါတယ်သတိပြုရမယ့်အချိန်ကတော့အဖျားရှိတဲ့ကိုပူပြီးလို့သိရတဲ့အချိန်ပါကိုခန္ဓာအပူချိန်တိုင်းကြည့်ရဲ့အခါရှိတဲ့နာတဲ့ကိုပူချိန်မြင့်နေများနေချိန်နဲ့စီးကျိတ်အသားစာပေးထားတဲ့နေရာကနေသွေးအထွက်များတယ်လို့တွေ့မိပြီဆိုရင်တော့ချက်ချင်းပဲဆရာဝန်စီပြန်သွားဖို့လိုအပ်ပါတယ်အဆင့်မြင့်နည်းပညာနဲ့စီးကျိတ်အသားစာရယူမယ် MRI ultrasound fusion biopsyဒီနီလန်းကတော့ MRI ပုံရိပ်နဲ့ ultrasound ပုံရိပ်ကိုဓာတ်ရိုက်ပေါင်းစပ်သုံးမယ်နီလန်းမှာ MRI ultrasound fusion biopsy လို့ခေါ်တော့စက်ပစ္စည်းအဓိကသုံးတာဖြစ်လို့နီးပညာပိုင်းဆိုင်ရာအားသာချက်အရန်များပါတယ်စက်ပစ္စည်းအသုံးချအဆင့်မြင့်နီးစနစ်ဖြစ်ပြီးတော့ဒီအမျိုးသားဝေဒနာရှင်စီမှာရှိနိုင်တဲ့စီးကျိတ်ရဲ့မူမမှန်ရာထားနေအမှန်တကယ်တန်တရားရှိတဲ့နေရာတွေကိုတိတိကျကျထောက်ပြနိုင်တာကြောင့်သုံးရတာပိုလို့တွင်ကျစေတယ်ပေါ့နော်အတိအကျဆုံးနေရာစမ်းသပ်ရယူပေးနိုင်တယ်ပေါ့ဒီလို MRI ပုံရိပ်နဲ့ ultrasound ပုံရိပ်ကိုနှစ်မျိုးစလုံးစုပေါင်းပြီးပြသပြီးရဲ့နည်းလမ်းကအဖူးကျိတ်ဖြစ်နေတဲ့စီးကျိတ်ရဲ့အတွင်းပိုင်းကမတင်ကားဖြစ်ပွဲအသားစာတစ်ရှူကိုအသေးအချာသေးစိတ်ညွှန်ပြမှာဖြစ်လို့ biopsy ယူပေးမဲ့ဆရာဝန်အနေနဲ့ထည့်သွင်းရမယ့်အနည်းတစ်ဝိုက်ကိုပို့ပြီးအသေးစိတ်သိနိုင်မှာပါယောဂဖြစ်နေကြောင်းခက်မှန်ရာဆုံးဖြတ်ချက်ချရမှာအတည်ပြုနိုင်ဖို့မဖြစ်မနေလိုအပ်တဲ့ tissue အသားစာနည်းနည်းလေးလောက်ကိုပဲတေချာရယူနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အားနည်းချက်လို့ပြောရမှာကတော့စက်ပစ္စည်းကိရိယာစုံလင်ဖို့လိုအပ်တာဖြစ်လေတော့ MRI ultrasound fusion machine နည်းလမ်းကိုအသုံးပြုဖို့မှာအထူးစက်ပစ္စည်းနဲ့ software တွေလိုအပ်ပါတယ်။ဒါကိုရှိသမျှဖွင့်လှစ်ပြီးသားဆေးရုံဆေးကန်အားလုံးမှာဒီလိုစက်ပစ္စည်းအားလုံးတစ်ပြိုင်တည်းရဖို့တော့မလွယ်ဘူးပေါ့နော်ဒီစီးကျိတ်အသားစာယူရေးအတွက်တီးတန့်ဖွင့်လှစ်ထားတဲ့ဆေးရုံဆေးကန်တွေမှာပဲကိရိယာအပြည့်အစုံတက်ဆင်ထားတာဖြစ်လို့စက်ပစ္စည်းအရွေးတက်အားဖြစ်တော့နည်းတယ်ပေါ့နောက်တစ်ခုမှာဒီနီလန်းကကုန်ကြစရိတ်ပိုမြင့်တာပါလူနာအတွက်ကုန်ကြစရိတ်နည်းပြီးအကျိုးများလို့အသုံးတင်ကျနည်းစနစ်တွေဖြစ်ကြတဲ့တို့အပေါ်မှာပြောခဲ့ပြီးကြတဲ့ transparent ရဲ့နီလန်းနဲ့ transrectal biopsy နီလန်းတို့နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့အခုပြောနေတဲ့ MRI ultrasound fusion နီးကစက်ပစ္စည်းစရိတ်ကိုဆေးရုံဆေးခန်းကအရေးကြီးကြီးသုံးထားပြီးတော့လူနာအတွက်လည်းစရိတ်စကပိုလို့များများကျတင်စေပါတယ်အရေးကြီးတဲ့တစ်ချက်အနေနဲ့ဒီပုံရိပ်ပေါ်နီလန်းကိုအသုံးချတဲ့အခါမှာပညာရှင်အနေနဲ့ကျင့်သားရပြီးသားအတွေ့အကြုံကျမ်းကျင်မှုတစ်ချက်လိုအပ်ပါသေးတယ်။နီးပညာပိုင်းဆိုင်ရာအသုံးပြုတာဖြစ်တဲ့အတွက်ဆေးဘက်နီးပညာကျွမ်းကျင်သူအတွေ့အကြုံများများကျွမ်းကျင်သူရှိမှသာလေတေချာမဲ့ရလက်ကောင်ဆွမ်းဆောင်ရင်ကောင်းတဲ့အကျိုးကိုရမှာလို့ပြောနိုင်တာပေါ့နော်။ဒီတော့စီးကျိတ်အသားစာရယူတဲ့နီလန်းတစ်ခုဖြစ်တဲ့ MRI ultrasound fusion biopsy ဟာလူနာအတွက်အသားစာရယူရမှာပိုတိကျပြီးတေချာတဲ့နီလန်းဖြစ်ပေမဲ့လို့ကန့်သက်ချက်များတယ်လို့ဆိုရပါမယ်။ဒါကြောင့်လက်တွေ့မှာအသုံးအများဆုံးနီလန်းတစ်ခုတော့မဟုတ်သေးပါဘူး။အများဆုံးက transparent နဲ့ transrectal biopsy ဒီနီလန်းနှစ်ခုကိုအားပြုလို့အသုံးများကြပါတယ်နော်။
စီးစိမ်အတွက်တီရှူးအသားအစာစစ်ဆေးရမှာရယူပေးတဲ့နီလန်းများကိုကျန်းမာတူတာအနေနဲ့သိရှိနားလည်နေကိုပြောပြပေးခဲ့ပြီးပါပြီ။ဒီနီလန်းတွေကိုကိုပြသတဲ့ဆေးရုံဆေးခန်းရဲ့နေရာဌာနမှာသုံးသောစက်ပစ္စည်းနဲ့ကျွမ်းကျင်တဲ့ဆေးဘက်နည်းပညာအပေါ်မူတည်ပြီးရွေးချယ်ပေးကြပါတယ်။ဒါလေးတွေသိထားတော့ကိုအနေနဲ့စီးစိမ်အသားအစာပေးလိုက်ဖို့ဟာဘယ်လိုပဲပုံလုံးဆောင်ရမှာလဲဆိုတာနားလည်သွားပါပြီ။နောက်ခေါင်းစဉ်တစ်ခုနားဆင်နိုင်မှုမှာတော့စီးကျိတ်တီရှူးဆေးစစ်ချက်အဖြစ်ကိုဆက်ပြီးဖော်ထုတ်ကြပါမယ်။ထောက်လှမ်းစစ်ဆေးရေးဝင်မယ်ပေါ့နော်။ကဲဒီတော့အဖြေပေးဖို့စုံစမ်းရေးအရာရှိဖြစ်နေခွေရှာကြမယ်။စုံတော့လုပ်ကြရအောင်ပါ။စီးကျိတ်အသားအစာစစ်ပြီးရင်ဘယ်လိုအဖြေမျိုးတွေ့ရမလဲ။ခုနကစီးကျိတ်အသားအစာနမူနာပေးလိုက်ပြီးပါပြီ။ဒါကိုအထူးစစ်ဆေးရေးလုပ်ပေးမယ်။ဓာတ်ခွဲခန်းမှာတိကျတဲ့ယောဂအခြေအနေရှာဖွေဖော်ထုတ်ဖို့ရန်ဒီအသားအစာ cells တို့ကိုအစဉ်စဉ်ပြုပြင်ပြင်ဆင်ရေးလုပ်ပါပြီတဲ့။ cell တစ်ခုချင်းစီရဲ့အနေအထားမှန်ပြသပြီးဖို့အစဉ်သစ်ဖြစ်ပြီးဆိုတဲ့အချိန်မှာတော့ microscope ကိုခေါ်ကြတဲ့အညှို့ကြည့်မှန်ပြန်ကိရိယာပေါ့နော်။တို့ရဲ့ကိုယ်ရဲ့ cell မွားအသေးစိတ်တွေကိုအကြီးကြီးချဲ့ပြီးမဲ့ကိရိယာဆိုတော့ဒါနဲ့ခန္ဓာကိုယ်ထဲကထုတ်ယူပေးထားတဲ့စီးကျိတ်ရဲ့အသားအစာ cell တိတိလေးတွေမှာအခြေအနေကောင်းလားသူ့အတိုင်းသူနေထိုင်နေတာလားဒါမှမဟုတ်ကင်ဆာဆဲတွေခိုအောင်ပွားများခြင်းရှိနေတာလားဆိုတာကိုဆေးပညာရှင်ကကြည့်ရှုခွဲခြမ်းစိတ်ဖြာလို့အတည်ပြုပေးမှာဖြစ်ပါတယ်ကိုယ်စီကပေးလိုက်ပြီးဖြစ်တဲ့စီးကျက်ရဲ့အသားအစာကိုဓာတ်ခွဲခန်းပညာရှင်ကအဆင့်ဆင့်ရှာဖွေပေါ်ထုတ်စုံစမ်းစစ်ဆေးရေးလုပ်အပြီးမှာတော့စီးကျက်ကလေးနေထိုင်ကောင်းမကောင်းအဖြေပေါ်ထုတ်ရမှာပြက်တင်သိစေဖို့အတွက်အဖြေအမျိုးအစားပိုင်းခြားပြီး၃မျိုးခွဲလို့ပြောပါတယ်ပထမအဖြေတစ်မျိုးကအသားအစာတီရှူးစမ်းသပ်တဲ့အဖြေထဲမှာစီးကျိတ်ကင်ဆာရောဂါနဲ့ပတ်သက်ဖွယ်ရာတန်တရားဖြစ်ဖွယ်အကြောင်းများလုံးမတွေ့ရပါဘူးစီးကျိတ်အတွက်အန္တရာယ်ပေးမဲ့အကြီးမားဆုံးပြဿနာမရှိဘူးလို့ဆိုပါတယ်ချွင်းချက်အနေနဲ့ကတော့ prostate ရဲ့ရောင်ရမ်းမှုကြောင့်ငကိုထက်ပိုပြီးအရွယ်စားကြီးနေတာမျိုးလောက်သာဖြစ်နိုင်တယ်။အခုနောက်ပိုင်းမှာကုသရေးပေးတဲ့ဆရာဝန်နဲ့ပုံမှန်ပြတာစောင့်ကြည့်ပြီးသွားရင်ပဲလုံလောက်ပါပြီဆိုတဲ့အဖြေရလဒ်ကိုတွေ့ရမှာဖြစ်ပါတယ်။ဒုတိယအဖြေတစ်မျိုးကစီးကျိတ်ရဲ့ cell တွေကပွားများကြီးထွားပြောင်းလဲလူလို့ဆိုရမယ်အတိအကျလုံးဝတစ်ထစ်ချပြောလို့မရသေးတာမို့လို့အချိန်တစ်ခုပြီးလို့စောင့်ကြည့်ရမယ့်အနေအထားပေးရမယ့်အဖြေဖြစ်ပါတယ်စီးကျိတ်အသားစာစစ်ဆေးပြီးတဲ့နောက်ဒီ sample ထဲမှာ cancer cell လို့အပီအပြင်ပြောင်းလဲနေပြီဆိုတဲ့ပုံရိပ်ပြတာမျိုးမဟုတ်တော့တစ်ထစ်ချမပြောနိုင်သေးပေမဲ့လို့ပုံမှန်နဲ့မတူတဲ့ cell အနေအထားပြောင်းလဲနေတာမို့တန်တရားရှိတဲ့ cell အပြောင်းလဲမျိုးတွေ့ရတယ်ပေါ့နော်ဒီလိုဆိုရင်တစ်ခါတည်းမှာနောက်ထပ်စီးကျိတ်အသားစာထပ်မံပြီးရယူဖို့လိုအပ်နိုင်တာမျိုးပေါ့သူ့အခြေအနေကိုတော့ follow up လိုက်ရမှာဖြစ်တဲ့အတွက်အချိန်တစ်ခုပေးပြီးစောင့်ကြည့်စေရတဲ့အဖြေဖြစ်ပါတယ်တတိယအဖြေရလက်တစ်မျိုးမှာပြောပြတာကတော့ positive လို့ဆိုရဲကင်ဆာဝေဒနာတွေ့ရှိရဲ့အခြေအနေပါဒါကိုစီးစိတ်အသားစာရယူထားတဲ့ sample ထဲမှာ cell တွေမှုမမှန်ပဲများနေကြောင်းပွားများမှုမြန်နေကြောင်းကင်ဆာစိတ်ပိုင်းတွေတွေ့ရတယ်လို့ဆိုပါတယ်ဒီလိုတွေ့ရတာကိုဆေးပညာရှင်တို့ကကင်ဆာဝေဒနာအတည်ပြုလို့အဆင့်ဆင့်ခွဲခြားသတ်မှတ်ချက်ပေးလိုက်တယ်ပေါ့နော်ဒါကကုသရေးမှာထိရောက်မြန်ဆန်ပျောက်ကင်းမဲ့လမ်းစဉ်ဆက်သွားဖို့အတွက်ကင်ဆာအဆင့်ခွဲခြားသတ်မှတ်ဖြေထုတ်ပြီးတဲ့သဘောဖြစ်ပါတယ်ဆဲတွေပွားများခြင်းခွဲခြားဖော်ထုတ်ထားတဲ့အဆင့်ဆင့်ပုံမူတည်ပြီးတော့ဘယ်လိုကုသရေးနည်းလမ်းနဲ့ဒီလူနာတစ်ယောက်အတွက်တင့်တယ်လေလို့ရွေးချယ်နိုင်တာပဲဖြစ်ပါတယ်ဒီဝေဒနာရှင်နာနဲ့ကုသရေးလမ်းကြောင်းတွေအကြောင်းကိုလည်းပွင့်လင်းဆွေးနွေးနိုင်ပါမယ်ကုသမှုနည်းလမ်းတွေအနေနဲ့ကတော့ဥပမာအဖြစ်ဒီဝေဒနာရှင်လူနာမှာစီးကျိတ်ရဲ့အဖုအကျိတ်ဖြစ်ရာကနေ cancer cells တွေပွားများနေတာတွေ့ရှိတဲ့နေရာကိုဆက်လက်ပွားများကြီးထွားခြင်းမဖြစ်ဖို့ခွဲစိတ်ဖြတ်ထုတ်ခြင်းလုပ်တဲ့ဆဲပွားများတာရပ်တန့်မှုဓာတ်ရောင်ခြည်ပေးခြင်း radiation ကုသခြင်းပေါ့နော်ဒါမှမဟုတ်ဝေဒနာအဆင့်ဆင့်ပေါ်ကြည့်ရှုပိုင်းဖြတ်ပြီးတော့တောက်ဆေးပြီးလို့ကုသခြင်းစတဲ့ကုသရေးနည်းလမ်းအမျိုးမျိုးတွေနဲ့ရွေးချယ်ကုသပေးတာပဲဖြစ်ပါတယ်ဒီလူနာကသူ့အတွက်ခန္ဓာရင်အားကောင်းသလားခန္ဓာရင်အားနည်းနေသလားစတာကိုတွက်ဆပြီးတော့ဘယ်ကုသရေးနည်းလမ်းကိုအကောင်းဆုံးနည်းလမ်းအဖြစ်ထားကြမလဲလို့လူနာနဲ့ဆေးပညာရှင်တို့အတူတကွတိုင်ပင်ဆွေးနွေးရွေးချယ်ပြီးတော့တက်တာပျောက်ကင်းမဲ့လမ်းကြောင်းစီကိုအတူတူချီတက်လှမ်းလျှောက်ကြရတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဒီတင်ဆက်မှုကလေးကနေကြည့်ရှုသောတာဆင်သူအပေါင်းတို့ဟာကိုယ်အတွင်းထဲကစီးကျိတ်ကိုဆေးစစ်တဲ့အခါဘယ်သူဘယ်ပုံနှုတ်ဆောင်ပေးမလဲဆိုတော့ကျမတူတာကိုရရှိခဲ့ပြီးကြပါပြီ
ကိုမပိုင်နဲ့ကိုခန္ဓာမှာပြောင်းလဲဖြစ်တည်ပြတ်သုံးခြင်းတို့ဟာစက္ကန့်နဲ့အများကြီးတွက်ကြည့်ရင်မနှဲမနှောပါပဲနော်ဒါကိုစိတ်ရှိတိုင်းပြင်ဆင်တာအတိုင်းအတာတစ်ခုထိထောက်ပံ့ရေးပေးတယ်ဆိုတာမှန်ပေမဲ့လို့ကိုပိုင်နဲ့ကိုခန္ဓာဆိုတဲ့ထင်မြင်မိတဲ့အမျိုးဘေးချိတ်ပြီးတော့နှစ်ကာလအရှိသဖြင့်စိတ်သွားတိုင်းကိုပါနိုင်ဖို့ရမှာတို့ရဲ့ကိုရဲကအပြောင်းလဲမြန်တဲ့ကိုရင်ငါတွေကိုထောက်လှမ်းစစ်ဆေးရင်ဝင်မှုမမေ့ပါနဲ့လို့အမှားပါလိုက်ပါရစေနော်သိလို့တဲ့အကြောင်းအရာများရှိရင် comment ပေးပြီးဝင်ရောက်ဆွေးနွေးနေလို့ရပါတယ်